Egypt pyramid ကြီးတွေမတိဆောက်ခင်လူသားတွေစာမရေးတက်ခင်ကတည်းကကမ္ဘာပေါ်မှာအသက်ရှင်နေတဲ့တက်ရှိတစ်ခုရှိနေတယ်ဆိုတာသင်သိပါသလားကယ်လီဖိုးနီးယားပြည်နယ်ရဲ့တောင်တန်းတွေပေါ်မှာလျှို့ဝှက်စွာရှင်သန်နေတဲ့ထင်းရှူးပင်မျိုးစားဖြစ်ပါတယ်သိပ္ပံပညာရှင်တွေရဲ့တွက်ချက်မှုအရဒီတစ်ပင်ရဲ့သက်တမ်းဟာနှစ်ပေါင်း4850ကျော်ပါပြီသူကကမ္ဘာရာသီဥတုအပြောင်းလဲပေါင်းများစွာကိုကြံ့ကြံ့ခံပြီးရှင်သန်ခဲ့တာပါထူးခြားတာကကမ္ဘာလက်ခရီးသည်တွေဖြစ်စီမှာဆိုလို့ဒီတစ်ပင်ကြီးအတိအကျရှိတဲ့နေရာကိုအစိုးရကအခုထက်ထိလျှို့ဝှက်ထားဆဲဖြစ်ပါတယ်ဒီလိုစိတ်ဝင်စားစရာကမ္ဘာဗဟုသုတတွေကိုနေ့တိုင်းသိရဖို့ Bright မြန်မာကိုအခုပဲ follow လုပ်ထားလိုက်ပါအောင်ဗျာ